customer တဦးချင်းစီရဲ့ရောင်းအားကိုလအလိုက် report လုပ်တဲ့အခါမှာ formula တွေ function တွေဘာတစ်ခုမှသုံးစရာမလိုဘဲနဲ့အလွယ်ကူဆုံး sales report လုပ်တဲ့နည်းလေးကိုပြပြပေးပါမယ်။အရင်ဦးဆုံးကိုလုပ်မဲ့ sales sheet ကို table ပုံစံပြောင်းပေးထားရမှာပဲ။ table ပြောင်းထားမှသာလေနောက်လတွေမှာ customer တွေကိုရောင်းအားတွေထပ်တိုးလာတယ် customer တွေထပ်တိုးလာတယ်ဆိုလို့ရှိရင်ထပ်တိုးလိုက်တာနဲ့ဒီ report မှာ auto ပြန်ပြီးတော့တိုးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်အရင်ဦးဆုံး table ပုံပြောင်းပြီးပြီဆိုရင် table တွေကတစ်ခုခုကို select မှတ်ပေးလိုက်ပါ။ select ပေးပြီးပြီဆိုရင်တော့ pivot table နဲ့ဆွဲမှာဖြစ်တဲ့အတွက် insert ထဲကိုဝင်လိုက်ပါတယ်။ insert တက်ထဲကမှဒီက pivot table ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တယ်။ဒါဆိုရင်သူက auto select ပေးသွားပါမယ်။နောက်ထပ် sheet တစ်ခုအသစ်မှာလုပ်မှာဖြစ်တဲ့အတွက် new worksheet ကို select ပေးပြီးတော့ okay နှိပ်လိုက်ပါတယ်။ pivot table တွေကိုနှိပ်လိုက်မယ်ဆိုရင်ဘေးက pivot table sheet list ကပေါ်ခဲ့မှာဖြစ်ပါတယ်။ဒီထဲကမှ customer တဦးချင်းစီကိုတစ်လချင်းစီရဲ့ရောင်းအားသိချင်တာဖြစ်တဲ့အတွက် customer name ကို row label ထဲကိုထည့်ပါတယ်။ပြီးရင်လအလိုက်ရောင်းအားကိုသိချင်တာဖြစ်တဲ့အတွက် month ကို column ထဲကိုထည့်ပါတယ်။ဒါဆိုရင်သူရဲ့လအလိုက်ပေါ်လာပါမယ်။ရောင်းအားဖြစ်တဲ့အတွက် total sale ကို value ထဲကိုထည့်မယ်နော်။သူကအမောင့်ဖြစ်တာဖြစ်တဲ့အတွက် value ထဲကိုထည့်ရပါတယ်။ဒီမှာ count ဖြစ်နေတဲ့အတွက်တို့ကအရေအတွက်ကိုသိချင်တာမဟုတ်ဘူး။ရောင်းအားဘယ်လောက်လဲဆိုတာသိချင်တာဖြစ်လို့ value fee setting ထဲကိုတစ်ချက်ဝင်ပေးပါတယ်။ sum ကိုနှိပ်လိုက်မယ်နော်။ sum ကိုရွေးပြီးရင် okay ပြန်ပေးပါမယ်။ဒါဆိုရင်တဦးချင်းစီမှာတစ်လချင်းစီရဲ့ရောင်းအားကြီးပေါ်လာပါတယ်။ဒီ grand total ပါနေတာဖြစ်တဲ့အတွက် grand total ကိုဖြုတ်ဖို့တို့က design တက်ထဲကိုဝင်လိုက်ပါတယ်။ပြီးရင် grand total ကို select တစ်ချက်ပေးလိုက်တယ်။ opt for row and column ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ grand total ပြောက်သွားမှာပါ။ဒီမှာဆိုရင်လအလိုက်တဦးချင်းစီရဲ့ရောင်းအားကိုပေါ်လာပါတယ်။ဒီမှာ slicer လေးထည့်ပြီးရွေးပေးလို့ရပါတယ်။ slicer ထည့်မယ်ဆိုလို့ရှိရင်တော့တို့က pivot table ကိုနှိပ်မယ်ပြီးရင် pivot table analyze ကိုနှိပ်ပေးရပါမယ်။ဒီမှာ insert slicer လေးကိုတွေ့ပြီဆိုရင်တော့သူ့ကို select တစ်ချက်ပေးလိုက်ပါတယ်။ဒီထဲကမှလအလိုက်ကိုရွေးချယ်ချင်တာဖြစ်လို့ month ကိုရွေးပါမယ်။ okay နှိပ်ပေးလိုက်မယ်နော်။ဒါဆိုရင် slicer ပေါ်လာတယ်။ slicer ရဲ့ design ကိုပြောင်းချင်တယ်ဆိုရင်ဟောဒီမှာ slicer ရဲ့အောက်ကိုနှိပ်လိုက်တယ်။သူ့ကိုကြိုက်တဲ့ design ပြောင်းပေးလို့ရပါတယ်။ဇန်နဝါရီလတစ်လတည်းရဲ့ရောင်းအားကိုသိချင်တယ်ဆိုလို့ရှိရင်တော့ဇန်နဝါရီလကိုရွေးချယ်လိုက်မယ်ဆိုရင်ဇန်နဝါရီလမှာ customer တဦးချင်းစီရဲ့ရောင်းအားကိုတွေ့ရမှာပါ။ February ဆိုရင်လည်း February ကိုရွေးချယ်လို့ရပါတယ်။တကယ်လို့အကုန်လုံးကိုပြန်ပေါ်ချင်တယ်ဆိုရင်တော့ slicer ရဲ့ဒီထောင်ကအမချစ်ကလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးပြန်ပေါ်လာပါမယ်။ဒါဆိုလို့ရှိရင်ကတော့ function တွေ formula တွေတစ်ခုမှမသုံးဘဲနဲ့အလွယ်ကူဆုံး sales report အမြန်လုပ်နည်းလေးပဲဖြစ်ပါတယ်။